တွေးခေါ်မျှော်မြင် critical thinking အသိဉာဏ်အလင်းစမ်းသစ်တီထွင် creativity စွမ်းအားတွေနဲ့စတင်ခြင်းနှလုံးသားချင်းချင်း collaboration တို့လက်တွဲညီကအတွေ့အမြင် communication စကားလုံးတွေနဲ့ပေါ်ပြမှာပညာရပ်တွေထပ်ပိုမိုအရေးပါတဲ့အနပရိယာစုစွမ်းရည်များ D4C's skill တွေနဲ့ရှေ့ဆက်သွားကြရင်အနပရိယာစုရဲ့တရေကောင်းလေးတွေဖြစ်လာမှာအမှန်ပင်အနာဂတ်ရဲ့ကျေပွင့်တွေလိုလင်းလက်ကြပါ critical thinking